အခြေအနေကသိမကောင်းဘူးခင်ဗျာဒီလိုလည်းထွက်လာလို့ပဲတည်းပြန်လို့ထားကြစီဖို့ဟိုမှာလူတွေလည်းပြီးတယ်လို့ပြောတယ်ဆရာလွယ်လို့ချမရှိပါဒါနဲ့